မင်္ဂလာပါကျွန်တော်အိမ်မက်ဆိုတက်တော့ကျွန်တော်ပြပါတယ်အခုကျွန်တော်ပြောပြမှာကျွန်တော်ရှိဦးတရားလက်ဆောင်ရောက်ထားတာပေါ့နော်ဒီကောင်ကကျွန်တော်ဒီအခုပြီးသွားတဲ့တက်တူးပြိုင်ပွဲမပြိုင်ခင်တည်းကကျွန်တော်ရှိရောက်နေတာကျွန်တော်အခုမအားလို့ဒီကောင်က WJ ဒီကုမ္ပဏီကထုတ်တဲ့ MK ပေါ့နော် MK တစ်စိတ်ဒီကောင်အင်းချိတ်တာပေါ့အဲ့ကောင်ကစေးမွေတဲ့ဟာပါနော်ဒါဟိုဟာဖြစ်ပါတယ်တော်တော်မိုက်တယ်ကျွန်တော်ရှိကိုရောက်လာတော့လိန်မော်ရောင်လေးဗျသူကနေတော့နှစ်ပိလောက်ရှိမယ်ဒီနောက်မှာသူ့ရဲ့ချက်ထိုးရမယ်နော်အားလုံးပေါင်းစေး19ဘူးတစ်ခါတည်းပြန်တူဟိုပေါ့ရှိတ်လို့ရမှာပေါ့နော်မှွေလို့ရမယ်အဲ့တော့ကျွန်တော်စေး19ဘူးတက်ကြည့်မစ်တော့ပေါ့နော်ဒါပေမဲ့ကျွန်တော်စိတ်ထင်ပေါ့နော်ဒီကျွန်တော်တို့ဒလဇီတနေကုန်ကြီးထိုင်မှုနေမယ်ဆိုရင်တော့ပြစ်ခဲသွားနိုင်တယ်လို့ယူဆတယ်ဘာဖြစ်လို့ကျွန်တော်တို့ဒီမုတ်တွေပါတွေကြိုတယ်မှာတာကူတွေပါတွေကြိုတယ်ကြောက်ကြောတွေကြိုတယ်ပဲထားဒိုင်ငံကြီးထိုင်မွေနေခဲသွားတယ်မလားအဲ့လိုဖြစ်သွားမှလည်းဆိုတယ်ကိုလိုအပ်တဲ့ပမာဏပေါ့နော်နည်းနည်းပါ9မိနစ်10မိနစ်လောက်တော့မလိုတော့ပါဘူးအဲ့လောက်မှွေရလောက်မှထင်နော်အမြန်လို့ရတယ်နှိမ့်လို့ရတယ်လက်ဆောင်ပေးတဲ့ WJ ကုမ္ပဏီကိုဒီအထူးပဲကျေးဇူးတင်ပါတယ်ပေါ့နော်